ရေပွဲတစ်ကောင်နဲ့လိမ့်ဆက်ဆန်ခြင်းရေပွဲတွေကအလိုလျောက်တိတက်မှုမျိုးရှိပြီးလိမ္မာပါနဲ့တဲ့တာဝါတွေဖြစ်တယ်မင်းပါလို့ချင်းလဲလို့ရေပွဲတစ်ကောင်ကဘယ်တော့မှမေးမှာမဟုတ်ဘူးဆွဲမက်စရာအကောင်းဆုံးကရှစ်ပတ်နောင်တွယ်ပြီးမြဲမြံတဲ့လက်တံရှိကြောင်းလူတစ်ယောက်ရဲ့ဓာရ6ပေါက်ထက်ပိုတဲ့အရေးအတွက်ပုံနေတဲ့လက်တံတစ်ချောင်းကထာဝရဆာလောင်နေတဲ့စီတသိက်တွေကိုအိမ်ငွေချလေးလိုက်မယ်မတူညီတဲ့အင်ဂျီတွေဝတ်ထားတဲ့ယောက်ျားတွေမှာနောက်ကျောတွေပွင့်နေကြတာတော့တပုံစံလေးပဲသူတို့အားလုံးကိုမိထားလိုက်လို့ရတယ်သူတို့ရဲ့ပွင့်နေတဲ့နောက်ကျောကိုဆွဲချုပ်ပေးရတဲ့စကလုံးတွေကိုနှလုံးမဲ့ပြီးဖြစ်နေရတာတဲ့တဘာဝကြကြထွက်လာတဲ့ခန္ဓာကိုယ်ရဲ့ဂီတတန်တွေကိုဒီကျူးမယ်စုပ်ခွက်တွေရဲ့အကန့်နဲ့အခွာမှာခံစားမှုတွေမပွင့်သွားခင်ခန္ဓာကိုယ်အစိတ်ပိုင်းတွေလှုပ်ရှားသွားပြီးရေပြားတွေအတွင်းပြင်လန်သွားပြီနဲ့ပြီးပြည့်စုံတဲ့အနေအသက်မှုနဲ့အသက်ရှူမိနေမယ်2026ချင်းမှန်